ဒီမျိုးသမီးနဲ့အိမ်တော်ကြတဲ့သူတိုင်းအသက်ခံလိုက်ရတယ်1980ခုနှစ်ကနေဒါမျိုးရာမန်ပြည်နယ်မှာအသက်48နှစ်အရွယ်မုတ်ဆိုးမတယောက်ရှိခဲ့တယ်သူကအရင်ကဆိုအိမ်တော်၄ခါတောင်ကြာခဲ့ဖူးတာဒါပေမဲ့သူ့ရဲ့ခင်ပွန်း၄ယောက်စလုံးကထူးထူးဆန်းဆန်းနဲ့ဒေဆောင်သွားခဲ့ကြတာအဲ့ဒီလူတွေစီကနေတဲ့သူဟာဒေါ်လာတန်ပေါင်းများစွာကိုပိုင်ဆိုင်ခဲ့တာပေါ့ခက်တာကအဲ့ဒီခင်ပွန်းတွေအကောင်လုံးကတပေါင်ဆန်တဲ့ဒေခဲ့ကြတာပေါ့လေကားပေါ်ကနေပြုတ်ကြပြီးလေကားချီရင်မှာပဲအသက်ပြောက်ခဲ့ကြတာတနေ့တော့အဲ့ဒီအမျိုးသမီးစီကိုဖုံးကောတစ်ခုဝင်လာခဲ့တယ်ဖုံးဆက်တဲ့သူကတစ်ထည့်သားနိုင်ငံခြားမင်းသားတယောက်ပါဆိုပြီးငွေမြောက်များကိုလွှဲပေးဖို့အကူအညီတောင်းတာပေါ့အဲ့ဒီစကားကိုကြတော့တူတူလေးရေးလိုက်ပြီးမောင်လေးမင်းဖုံးဆက်တာမှားနေပြီထင်တယ်လို့ပြန်ပြောလိုက်တယ်ဒါပေမဲ့မင်းကပိုက်ဆံရှိတဲ့သူကိုရှာနေတယ်ဆိုရင်တော့လာခဲလိုက်လေဆိုပြီးတော့ဆက်ပြောခဲ့တာပေါ့ရဲ့နဲ့ငယ်ကြားတဲ့ခါမှာတော့အဲ့ဒီအမျိုးသားကအိမ်ရှိကိုတကယ်ရောက်လာခဲ့တယ်အမျိုးသမီးကလည်းတကားဖိပေးလိုက်ပြီးဝင်းခဲ့လေအမေကြီးကိုလာဖက်ပါအောင်ဆိုပြီးကြိုးဆိုခဲ့တာပေါ့အဲ့ဒီအမျိုးသားကပေါက်ဆက်ဆက်အနာတစ်ခုကိုမထင်မှတ်ပဲရလိုက်မိတယ်တခုခုမှားနေတာကိုတီးလိုက်ရတဲ့အဲ့ဒီအမျိုးသားကလည်းထွက်ပြေးဖို့ကြိုးစားခဲ့တယ်သူလည်းအစွမ်းကုန်ပြေးတာပေါ့ခြံဝန်းကလည်းအကျယ်ကြီးသူလွတ်ခါနီးမှာပဲအိမ်ရှိကတကားကြီးဟာဖြည်းဖြည်းချင်းပိတ်သွားခဲ့တယ်သူကလည်းနောက်ဆုံးအချိန်ဖြစ်အဲ့ဒီအမျိုးသမီးကိုလှည့်ကြည့်လိုက်မိတာပေါ့နောက်နေ့မနေ့ရဲတွေရောက်လာတော့ခြံတကားကပွေးရက်ကြီးဘာရောင်ရင်ဆန်ခတ်ဖြစ်ထားတဲ့လက္ခဏာမှလည်းမတွေ့အလောင်းလည်းမတွေ့ဘူးဒါပေမဲ့အဲ့ဒီအန်ရဲ့ခြေကားနေရင်မှာတော့နောက်ထပ်လူတယောက်စာအတွက်ရှိနေတာကိုတော့ရဲတွေသတိထားမိခဲ့ကြတာပေါ့